လူသားတွေရဲ့သွေးကိုအထာကြကြဆုံးယူနိုင်ဖို့အတွက်ချင်းတွေဟာနှစ်စဉ်ချင်းတက်ကရိုမှာအထူးတင်တန်းတက်ရောက်ကြရပါတယ်။ဘွဲရလက်မရတဲ့ချင်းတွေသာလူတွေကိုကိုက်ဖို့အရေးချင်းပြင်းမိတယ်လို့သတ်မှတ်ခံရပါတယ်။ချင်းတွေဟာအသက်ရှူထုတ်စစ်ဆေးမှုအတွေ့သင်ခန်းစာကိုဖြည့်ဆို့ရပါတယ်။မအောင်မြင်တဲ့ချင်းကြောင်းသားကိုတော့အကြီးအကဲကတခါတည်းကြောင်းထုတ်ပြတတ်ပါ။ဒါအပြင်ချင်းတွေဟာမနက်ခင်းမိုးလင်းတိုင်းစီကြကြကြချီတက်ပြီးစီရေးလေးချင်းမှုကိုလှုပ်ဆောင်ကြရပါတယ်။ချင်းတွေဟာစီရေးလေးချင်းမှုလူခန္ဓာကိုယ်အကြောင်းသင်ခန်းစာတွေကိုလည်းအစိမ်အပိုင်းတစ်ခုချင်းစီလေ့လာကြရပါတယ်။ချင်းတွေဟာ theory သင်ခန်းစာတွေအပြင်အစိမ်ငွေတွေကြားကဖြတ်တန်းသွားလာခြင်းနဲ့ရိုက်တက်ခံရခြင်းမှလွတ်မြောက်အောင်လေ့ကျင့်ခြင်းတွေကိုပါပြုလုပ်ရပါတယ်။လာပေါင်းများစွာလေ့ကျင့်ပြီးတဲ့နောက်မှာတော့ချင်းတွေဟာအောင်မြင်စွာနဲ့ပွဲရကြပြီးသူတို့ရဲ့ပထမဆုံးမစ်ရှင်အဖြစ်ချင်းရိုက်တဲ့တုပ်ကိုကင်ထားတဲ့ထိပ်ပြောင်နေတဲ့အမျိုးသားတဦးကိုတိုက်ခိုက်ဖို့တာဝန်ပေးအပ်ခြင်းခံရပါတယ်။ဒီလိုနဲ့အပြင်းထန်လေ့ကျင့်ထားချင်းစစ်တပ်ဟာရေကြောင်းကုန်းကြောင်းနဲ့လေကြောင်းဆိုပြီးအဖွဲ့သုံးဖွဲ့ခွဲကအမြန်နှုန်းကိုမြင်ဖို့အတွက်အစင်းမြင့်တက်စီတွေကိုပါအသုံးပြုခဲ့ကြပါတယ်။သူတို့ဟာပန်းပွင့်လေးတွေကိုအသွင်ဖျောက်ဖို့အတွက်အသုံးပြုကြပြီးလူသားကိုတော့မတိအောင်ချင်းကပ်ကြပါတယ်။ချင်းတွေကအဖွဲလိုက်ပူပေါင်းပြီးနေရန်ပေါ်တက်ကအတားအဆီးတွေကိုဖျက်ဆီးခဲ့ကြပါတယ်။နောက်ဆုံးမှာတော့လေကြောင်းတပ်ဖွဲ့ကအဲ့ဒီမျိုးသားကိုအောင်မြင်စွာနဲ့တိုက်ခိုက်နိုင်ခဲ့ပြီးဂုဏ်သိက္ခာရှိရှိနဲ့အိမ်ကိုပြန်လာနိုင်ခဲ့ပါတော့တယ်။ပြီးသက်ပါပြီ။